ဒီနေ့မျှဝေပေးရမှာကတော့ရွှေချမ်းသစ္စာပေါ့ဒါမင်္ဂလာတေးရဲ့နောက်ဆုံးဘိုက်ကိုရောက်ပါပြီဆုံးမှာလက်ခလဲနဲ့ဒီဘက်ကလက်ခလဲလက်မတို့ကလက်ခလဲလက်သား AC ဆုံးတရားဆုံးတော့ဆုံးပဲဒါပေမဲ့အလုံးချင်းမတူတော့ညာဘက်ကလက်ခလဲလက်ညိုးလက်မ EDC ဘက်ကလက်ခလဲလက်တကြွယ်လက်သား AGF အဲ့ဒါဆုံးတီးတာပြီးတော့ဒီလက်တကြွယ် F ကိုချနောက်တစ်ခုอ่ะဒီလိုလေးပါဂျီယူဆိုဘယ်လက်တကြွယ်ညာလက်ညိုးဆိုပြီးတော့ဘယ်လက်ခလဲอ่ะတစ်လုံးနဲ့ပြီးတော့ကပြောင်းတော့ညာဘက်ကလက်ခလဲလက်တကြွယ် BA ဘယ်ဘက်ကလက်ခလဲ A ပြောင်းတော့ဒီလိုလေးတီးလို့ရတယ်ဒီလိုလေးတီးလို့ရတယ်လက်ညိုးကချီယူတစ်လုံးနဲ့ဒီဘက်ကခတ်သွားတာပေါ့ဂျီနဲ့ A ကိုခတ်တယ်ခတ်ပြီးတော့ဒီဘက်က A ကိုလက်ခလေးလေးလာကြနောင်ဘူးနောင်ဒါရရလိုပါတယ် F နဲ့ကြီးကို